ဒီမျက်နှာသစ်လေးကိုသုံးလိုက်လို့ဝတ်ရှင်မပြောင်းမှစိတ်ပူနေရဲဆိုတဲ့သူဒီအမှန်လေးကိုကြည်သားဒါဆိုလို့ရှိရင်ဒီ customer review ပေါ့နော်ရောင်းတဲ့သူပြောရင်မယုံတဲ့ customer ပြောရင်ယုံလိုက်နော်အရင်ကောင်းတယ်လေဝတ်ရှင်လေးရဲ့တကယ်ပြောက်တယ်လေမမအရင်ကြိုက်နေပြီလေအခုလိုမျိုး review လေးလာပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်ပထမတခဲဝယ်သုံးပါတယ်တခဲဝယ်သုံးတဲ့အချိန်မှာအရင်ကြိုက်လို့ဆိုပြီးတော့မှနှစ်ခဲထပ်ပြီးတော့မှလာမှာတယ်ပေါ့နော်အဲ့တော့AC မာရုံကြီးကြီးနဲ့အားပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ပြောချင်တာကလေဒီမျက်နှာသစ်ကကြတော့လေ60 gram ပါတယ်60 gram ပါတာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်လလောက်ထိသုံးလို့ရတယ်အသုံးရွှေတာတဲ့သူဆိုလို့ရှိရင်လေအများကြီးမသုံးကြည့်သေးနဲ့တခဲလောက်ပဲစံသုံးကြည့်ကြည့်တစ်ချက်ဖောက်ပြပေးမယ်နော်အထဲထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်သူကအမဲခဲလေးဆိုပေမဲ့သုံးလိုက်တဲ့အခါမှာဆိုလို့ရှိရင်အညူရောင်လေးထွက်တယ်ဘာလို့အညူရောင်လေးထွက်တာလဲဆိုလို့ရှိရင်မင်းကွတ်တီအခွန်နဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အညူရောင်လေးထွက်ပါတယ်အဲ့တော့ကိုကဝက်ချန်ပြောက်ချင်လို့စမ်းသုံးကြည့်ချင်တာဆိုလို့ရှိရင် DMN လေးကိုပဲကြည့်100ခိုင်နှုန်းယုံကြည်ပြီးတော့မှလာဝယ်လိုက်တော့နော်သုံးပြီးတဲ့သူတိုင်းကတော့ review တွေလာပေးနေပြီအဲ့တော့ကိုကမျက်နှာမှာဝက်ရှန်လေးတွေရှိရယ်မျက်နှာအသားကြီးကြီးကြီးဖြူဖြူလေးဖြစ်ချင်တယ်ဆိုလို့ရှိရင်တခဲလောက်ပဲစမ်းသုံးကြည့်ကြည့်ပါ60 gram အကိမ့်မကြီးတခဲကိုမှမြန်မာငွေ16500ပါရှင်တလရင်းနဲ့ကိုရဲ့မျက်နှာအသားကြီးအတွက်16500ကတော့အရင်တန်တယ်နော်အဲ့တော့ဒီရဲ့မင်းကွတီမျက်နှာတစ်လေးကိုကစမ်းသုံးကြည့်ချင်တယ်ဆိုလို့ရှိရင်စမ်းပြီးတော့မှသုံးကြည့်ကြည့်ပါ AC မှာလာမှာလို့ရပါတယ်ရှင်အခုလိုမျိုး review လေးပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တခြားမသုံးဘူးသေးတဲ့သူတွေဆိုလို့ရှိရင်စမ်းသုံးကြည့်ကြည့်နော်